တက်ရှင်ကိုရဲ့ visa ကိုဘယ်လိုလျှောက်လဲဆိုတော့တက်ရှင်ကိုရဲ့ app ကိုဖွင့်ပြီးလို့ရှိရင် home နေရာလေးကိုသွားပြီးလို့ရှိရင်အဲ့ဒီမှာ visa card ဆိုတာဟာကိုနှိပ်ပြီးလို့ရှိရင်အဲ့ဒီမှာ get visa card now ဆိုတာလေးကိုဆက်နှိပ်ပါနှိပ်ပြီးလို့ရှိရင်မိမိကင်ဆောင်မဲ့ဒီတက်ရှင်ကို visa card မှာကိုနာမည်တစ်ခါတည်းထည့်ခြင်းနဲ့ဆိုရင်ကိုနာမည်လေးကိုအင်္ဂလိပ်လိုရိုက်ထည့်လိုက်ပါနော်ပြီးလို့ရှိရင် next ဆိုတဲ့ဟာလေးကိုဆက်နှိပ်ပြီးလို့ရှိရင်အဲ့မှာ receiver name ဆိုတာပေါ်မယ်နော်အဲ့ဒါကလက်ခံသူအမိဟုတ်ပြီနော်ပြီးလို့ရှိရင်မိမိရဲ့လိပ်စာတဲ့အပြည့်စုံနော်သူက address line 1 line 2ဆိုပြီးတော့ရှိတယ်နော်ပြီးလို့ရှိရင် post code ကိုမှန်ကန်အောင်ထည့်ပါပြီးလို့ရှိရင်မိမိရဲ့ email ကိုပြည့်စုံအောင်ထည့်ပါနော်ပြီးလို့ရှိရင်သူကမိမိရဲ့တက်ရှင်ကိုမှာအနည်းဆုံးက15ချက်နော်ပြီးဆောင်ရမှာဖြစ်ပါတယ်အဲ့ဒါကတော့သူတို့ရဲ့ဒီကတ်ပို့ဆောင်ခါလေးပေါ့နော်အဲ့ဆိုရင်ရပါပြီဒီရဲ့ visa card ကို active ဖြစ်အောင်ကျွန်တော်တို့ကအဲ့ဒီ QR code ကို scan ဖတ်ရပါတယ်နော် scan ဖတ်ပြီးတော့ active လုပ်ပေးရပါတယ်နော် so ဒီသူရဲ့ app ကိုသွားပြီးလို့ရှိရင်ဒီ visa card ဆိုတဲ့နေရာလေးကိုပဲပြန်နှိပ်မယ်နှိပ်ပြီးလို့ရှိရင်ဒီမှာscan now ဆိုတဲ့ဟာလေးနော်အဲ့ဒီ scan now ဆိုတာလေးကိုနှိပ်ပြီးလို့ရှိရင်ဒီပုံစံလေးတိုင်းသူကို active ပြန်လုပ်ပေးရတယ်နော်ဒါကတော့မိမိကိုယ့်ရဲ့ကတ်မှာအသုံးပြုမဲ့လှုပ်ဝက်နံပါတ်6လုံးကိုရွေးပြီးတော့ထည့်လိုက်ပါနော် so ပထမတစ်ခေါက်ရဲ့ဒုတိယတစ်ခေါက်ပြန်ပြီးတော့pin number လေးရိုက်ထည့်ထည့်ပြီးသွားလို့ရှိရင် done ဆိုတဲ့ဟာလေးကိုဆက်နှိပ်အဲ့ဆိုရင်တော့ card activation complete မှာရပါပြီပေါ့နော်ဟိုပေါ်မှာတွေ့တဲ့အတိုင်း Dashin ကို e-wallet successful ပေါ့နော်